ငွေတွေဘာကြောင့်မလို့ငါစီကိုမလာတာလဲလို့မိကွန်းထုတ်ဘူးလားကျွန်တော်ကဒီနေ့ဒီဗီဒီယိုမှာငွေကြေးနဲ့ပတ်သက်ပြီးတော့အစင်မပြေမှုတွေများနေတဲ့သူတိုင်းအတွက်ကျွန်တော်အကျွေးတင်နေတဲ့ဘဝကနေပြီးတော့လစဉ်တိုင်းသိန်းရာချီဝင်စေခဲ့တဲ့ငွေကြေး manifest လုပ်နည်းကိုဒီနေ့ဒီဗီဒီယိုမှာအဆင့်9ဆင့်နဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကစာရေးဆရာတဦးလည်းဖြစ်တယ်လို့ manifestation coach တဦးဖြစ်တဲ့ by that's for you ဖြစ်ပါတယ်ဒီနေ့ဒီဗီဒီယိုမှာကျွန်တော်နဲ့အတူတူငွေကြေး manifest လုပ်နိုင်ဖို့ကိုလိုချင်တဲ့ငွေကြေးပမာဏတစ်ခုရစေဖို့အတွက်ကျွန်တော်ကငွေကြေး manifest လုပ်နည်းအဆင့်9ဆင့်ဖြစ်တယ်အဆင့်1 energy block တွေကိုရှာဖွေခြင်းအဆင့်2ကိုလိုချင်တဲ့ target တစ်ခုကိုချမှတ်ခြင်းအဆင့်3မတိစိတ်ကိုပြောင်းလဲပြုပြင်ခြင်းအဆင့်4ကိုနဲ့တသားတည်းကြတဲ့လှုပ်ဆောင်မှုတွေကိုရှာဖွေလှုပ်ဆောင်ခြင်းအဆင့်5ဂျေစုတရားနဲ့အတူယုံကြည်မှုနဲ့နေ့စဉ်ဘဝကိုရှင်သန်နေထိုင်ခြင်းဆိုတဲ့ဒီအဆင့်5ဆင့်ကိုကျွန်တော်ကဒီဗီဒီယိုမှာတိတိကျကျပြောပြပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုဒီဗီဒီယိုတစ်ပုဒ်ဆိုတာထက်ဗီဒီယိုကြည့်နေတဲ့သူတွေရဲ့ငွေကြေးအိမ်မက်ဘဝကိုဖြည့်ဆည်းပေးနိုင်မဲ့ငွေကြေးလွတ်မြောက်မှုကိုရအောင်ခေါ်ဆောင်ပေးသွားနိုင်မဲ့ဗီဒီယိုတစ်ပုဒ်ဖြစ်ပါတယ်ဒါကြောင့်မို့ဒီဗီဒီယိုကိုထိုင်မကြည့်နေပါနဲ့ကျွန်တော်နဲ့အတူတူငွေကြေး manifest လုပ်ကြရအောင်ငွေကြေးလွတ်မြောက်တဲ့ဘဝတစ်ခုကိုအတူတကွသွားကြရအောင် notebook တစ်ခုစာအုပ်တစ်အုပ်ယူထားမယ်ဘောဘီတစ်ချောင်းယူပြီးတော့မှကျွန်တော်နဲ့အတူတူငွေကြေး manifest လုပ်ပြီးတော့မှငွေကြေးလွတ်မြောက်တဲ့ဘဝတစ်ခုကိုသွားရအောင် Are you ready အစင်သစ်ဖြစ်ပြီလား comment မှာ yes ready လို့ရေးပေးပါဦးပထမဦးဆုံးအဆင့်1အနေနဲ့ကျွန်တော်တို့ငွေကြေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မှာရှိနေတဲ့ block တွေပိတ်နေတဲ့ energy တွေကိုရှာဖွေကြရအောင်ကျွန်တော်တို့အများစုကဘဝမှာငွေကြေးနဲ့ပတ်သက်ပြီးတော့ level တစ်ခုကိုရောက်ရှင်ကြတယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့အဆင်ပြေမှုတွေအများကြီးလိုချင်တယ်အလုပ်တွေအများကြီးစူးစမ်းတယ်ပိုကောင်းမဲ့အရာတွေကိုအများကြီးလိုက်လုပ်တယ်ဒါပေမဲ့ဘာမှအဆင်မပြေလာကြဘူးဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့စိတ်ထဲမှာရှိနေတဲ့ငွေကြေးနဲ့ပတ်သက်တဲ့ block တွေကိုရှာမဖွေရသေးလို့ဖြစ်ပါတယ်တကယ်တော့ငွေဆိုတာဂိုင်လို့ရတဲ့စက်ကူတစ်ခုမဟုတ်ပါဘူးငွေဆိုတာကကျွန်တော်တို့တဦးနဲ့တယောက်ကြားထဲမှာအချင်းချင်းဖလှယ်နေကြတဲ့ energy တစ်ခုဖြစ်ပါတယ်ကျွန်တော်တို့အားလုံးကလူတယောက်ရှိရာတစ်ခုခုလိုချင်ပြီးဆိုတဲ့အခါကျရင်ငွေကြီးပေးပြီးတော့ဝယ်လိုက်ကြတယ်စက်ကူကိုပေးတာမဟုတ်ပါဘူး energy တစ်ခုပေးပြီးတော့မှသူ့ရှိကဝယ်လိုက်တာဖြစ်ပါတယ် money ဆိုတာက is a energy စွမ်းအင်တစ်ခုဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အများစုက money ဆိုတဲ့ energy ကျွန်တော်ရဲ့ဘဝတွေကိုမစီးဝင်နိုင်တာဒီကျွန်တော်တို့ရှိမှာပိတ်နေတဲ့ energy တွေရှိနေလို့ဖြစ်ပါတယ်အဲ့တော့ပထမဦးဆုံးအဆင့်1အနေနဲ့ကိုယ့်ဘဝမှာကိုလိုချင်တဲ့ငွေတွေကို manifest မလုပ်ခင်ကိုယ့်ကိုပိတ်နေတဲ့ energy တွေပိတ်နေတဲ့ယုံကြည်မှုတွေကိုလိုက်ရှာဖို့လိုတယ်အတိအမှတ်ပြုဖို့လိုတယ်လွတ်ချတတ်ဖို့လိုပါတယ်အဲ့တော့ပိတ်နေတဲ့ energy တွေပိတ်နေတဲ့ယုံကြည်မှုတွေဆိုတာဘာလဲကျွန်တော်တို့အများစုဒီကျွန်တော်ရဲ့ငယ်ဘဝမှာငွေကြေးနဲ့ပတ်သက်လာရင်ကောင်းတဲ့စကားထက်မကောင်းတဲ့စကားတွေကိုကြားခဲ့ရတယ်ငွေဆိုတာခက်ခဲတယ်ငွေဆိုတာတွင်းနေရနိုင်လို့ရတာမဟုတ်ဘူးငွေဆိုတာကြောက်ဖို့ကောင်းတယ်ငွေဆိုတာလူကိုပျက်စီးစေတယ်ဆိုတဲ့ဒီလိုစကားလုံးမျိုးတွေကိုကျွန်တော်တို့ဒီရှင်သန်ခဲ့တယ်ကြားခဲ့ရတယ်တချို့တွေကြောက်လဲမိဘတွေကကိုယ့်ကိုပြောတယ်နေကငွေတွေအများကြီးသုံးဖို့မထိုက်တန်ဘူးနေကငွေမသုံးတတ်ဘူးနေကငွေနဲ့ပတ်သက်ပြီးတော့ဒီလိုလူမျိုးဖြစ်တယ်ဆိုရယ်သတ်မှတ်ခြင်းတွေကိုကျွန်တော်တို့ကခံခဲ့ရတယ်အဲ့တော့ကျွန်တော်တို့အများစုဒီငွေကြေးနဲ့ပတ်သက်လာရင်ကျွန်တော်တို့ရဲ့ငယ်ဘဝမှာဒီလိုမျိုးစကားတန်တွေကိုကြားခဲ့ရတဲ့အခါမှာ
ကျွန်တော်တို့ရဲ့စိတ်ထဲမှာယုံကြည်မှုတွေဆိုတာထက်ငွေနဲ့ပတ်သက်လာရင်အကြောက်တရားတွေစိုးရိမ်မှုတွေပူပန်မှုတွေတန်တရားစိတ်တွေများပြီးတော့မှကျွန်တော်တို့နဲ့ငွေနဲ့ကြားထဲမှာဆက်ဆံရေးတစ်ခုဟာမကောင်းတော့တယ်လို့ကျွန်တော်တို့မှာရှိနေတဲ့ငွေဝင်စေမဲ့ energy တွေဟာပိတ်ဆို့သွားတယ်လို့ဖြစ်သွားပါတယ်။ကျွန်တော်တို့ရဲ့စိတ်ထဲမှာမသိစိတ်ထဲမှာငငယ်တုန်းကကြားခဲ့ရတဲ့အတိုင်းငွေဆိုတာကြောက်ဖို့ကောင်းတယ်ငွေဆိုတာခက်ခဲတယ်ငွေဆိုတာတွင်းရနိုင်လို့ရမဟုတ်ဒီလိုစကားတန်တွေကိုကျွန်တော်တို့ရဲ့မသိစိတ်ထဲမှာအမြဲတမ်းရှိနေတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ရဲ့ဘဝတွေကိုငွေကြေးသည်စီးဆင်းဖို့ဝင်လာဖို့ခက်ခဲပါတယ်အဲ့တော့ဒါကိုဘာလို့ခေါ်လဲဆိုတော့ money block ပိတ်ဆို့နေတဲ့ယုံကြည်မှုတွေကိုကျွန်တော်တို့တွေဒီ money block လို့ခေါ်ပါတယ် money block လို့ပြောတဲ့အခါမှာရေဘူးရအားဖြင့် money block 3မျိုး3စာရှိပါတယ်နံပါတ်1က scarcity belief လို့ခေါ်တယ်ဘာလဲဆိုတော့ငွေဟာကြောက်ဖို့ကောင်းတယ်ငွေဟာခက်ခဲတယ်ငွေကဝင်မလာဘယ်လိုလုပ်မလဲငါငငယ်တုန်းကငွေကြေးနဲ့ပတ်သက်ပြီးတော့အရန်ကြောက်ခဲ့ရတယ်ငွေဟာမလုံလောက်ဘူးဒီလိုမျိုးငွေကြေးနဲ့ပတ်သက်ပြီးတော့ငယ်ဘဝမှာအကြောက်တရားတွေနဲ့ရင်ဆိုင်ခဲ့ရတယ်ကြုံတွေ့ခဲ့ရတယ်ဆိုရင်ကျွန်တော်တို့အများစုမှာ scarcity belief လို့ခေါ်တယ်အမြဲတမ်းငွေကြေးအပေါ်ကြောက်တဲ့စိတ်တွေဖြစ်နေတတ်တယ်ငွေဆိုရင်ကြောက်ရမယ်ဆိုတဲ့ယုံကြည်မှုတွေရှိနေတတ်ပါတယ်အဲ့တော့ဒါဒီနံပါတ်1 block ဖြစ်တဲ့ scarcity belief ဖြစ်ပါတယ်နံပါတ်2 block ဒီ worthiness block လို့ခေါ်ပါတယ်ငါကငွေအားဖြင့်မထိုက်တန်ဘူးငါကငွေကြေးကိုသုံးစွဲခွင့်ရှိတဲ့သူမဟုတ်ဘူးငါကငွေကြေးနဲ့ပတ်သက်လာအမြဲတမ်းချိုးချံရွှေတာနေထိုင်ရမယ်ငွေကိုအမြဲတမ်းတခင်လိုဆက်ဆံရမယ်ဆိုပြီးတော့ငွေကိုမသုံးရဲမစွဲရဲဘလောက်ပဲအဆင်ပြေနေပါစေကိုဒုက္ခဖြစ်ခံပြီးတော့မှကိုဟာငွေတွေသုံးဖို့မထိုက်တန်ဘူးလို့တွေးနေမိတာမျိုးဒါကို worthiness belief တနည်းအားဖြင့် worthiness block လို့ခေါ်ပါတယ်နောက်ဆုံး block နံပါတ်3ဒီ identity block ဖြစ်ပါတယ်ကိုအမြဲတမ်းငါဟာဆင်းရဲတဲ့သူငါဟာမချမ်းသာမဲ့သူငါဟာဒုက္ခဖြစ်မဲ့သူလို့တွေးနေမိတာအဲ့တော့ကျွန်တော်တို့အများစုမှာဆိုရင် scarcity belief worthiness block identity block ဆိုတဲ့ငွေကြေးနဲ့ပတ်သက်ပြီးတော့ဒီ block 3ခုရှိနေတတ်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲ့အတိတ်မှာကြားခဲ့ရတဲ့အရာတွေကြောင့်တော့၎င်းအတိတ်မှာကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေအခက်ခဲတွေကြောင့်တော့၎င်းကျွန်တော်တို့အများစုဒီ block တွေကိုငါဟာဒီလိုလူမျိုးဖြစ်တယ်ငါငွေနဲ့ပတ်သက်လာဒီလိုတွေးရမယ်ဆိုရယ်စိတ်တွေအမြဲတမ်းတွေးနေတတ်ကြပါတယ်အဲ့တော့ဒီနေရာမှာ block တွေကိုဘယ်လို block တွေကိုမှမရှိနေမလဲဆိုတာကိုမရှာဖွေခင်ကျွန်တော်ကတစ်ခုလေးပြောပေးချင်ပါတယ်ကျွန်တော်တို့အားလုံးဒီမွေးလာတဲ့ကမီလီယံနာတွေမွေးလာတဲ့ကငွေကြေးလွတ်မြောက်ဖို့ထိုက်တန်တဲ့သူတွေဖြစ်ပြီးသားဖြစ်ပါတယ်လူတွေကကိုပြောလိုက်တဲ့စကားတန်တွေအတိတ်မှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေကကျွန်တော်တို့ငွေကြေးနဲ့ပတ်သက်ရင်ဘယ်လိုဘဝမျိုးနဲ့ရှင်သန်နေထိုင်ရမလဲဆိုတာကိုအတိတ်ပဲမတတ်မှတ်ပေးပါဘူးအတိတ်ဆိုတာဒီသင်ယူဖို့သူများတွေပြောတဲ့စကားတန်တွေဆိုတာကကိုမှတ်သားဖို့ဆိုတာထက်စင်ကြင်ဆုံးဖြတ်ဖို့ဖြစ်ပါတယ်ဒါကြောင့်မို့အတိတ်မှာဘာတွေပဲကြုံခဲ့သူများတွေဘာပဲပြောခဲ့အဲ့ဒီအရာတွေဒီကိုမဟုတ်ပါဘူးကိုရဲ့ကံကြမ္မာမဟုတ်ပါဘူးကိုရဲ့ပြစ္ဆုတ်ပံကိုရဲ့အနာဂတ်မဟုတ်ပါဘူးအဲ့တော့အခုကျွန်တော်က money block နဲ့ပတ်သက်ပြီးတော့ block 3မျိုးကိုကျွန်တော်ပြောပြခဲ့ပါတယ်ကိုမှာဘယ်လို block တွေရှိနေလဲပြီးတော့ဘယ်လိုယုံကြည်မှုတွေရှိနေလဲစာအုပ်ထဲမှာပထမဦးဆုံးချရေးလိုက်ပါကိုမလိမ်ပါနဲ့ကိုလက်ခံပေးပါစာအုပ်ထဲမှာအားရပါရကိုမှာရှိနေတဲ့ block တွေကိုချရေးလိုက်ပါဒီလိုမျိုးချရေးခြင်းကိုမှာရှိနေတဲ့ block တွေကိုအတိမတ်ပြုခြင်းဟာကိုမှာပိတ်နေတဲ့ energy တွေကိုမှာပိတ်နေတဲ့ block တွေကိုဖြေထုတ်ခြင်းနဲ့အတူတူပဲဖြစ်ပါတယ်ဒါကြောင့်မို့ဒီဗီဒီယိုလေးကို pause ပြီးတော့ကိုမှာရှိနေတဲ့ block တွေကိုအားရပါရချရေးလိုက်ပါ Okay ကျွန်တော်တို့ block တွေကိုသတ်မှတ်ပြီးပါပြီကိုမှာဒီ
ဒီလို bluff တွေရှိနေတာကိုအတိမတ်ပြုပြီးသွားပြီဆိုရင်ကျွန်တော်တို့ goal တစ်ခုသတ်မှတ်ကြရအောင် step 2အနေနဲ့ကျွန်တော်တို့လစဉ်ဝင်ခြင်းနဲ့ဝင်ငွေတစ်ခုသတ်မှတ်ကြရအောင်လူတွေအများစုကငွေကြေးနဲ့ပတ်သက်ပြီးတော့ manifest လုပ်ပြီးဆိုရင်ချမ်းသာခြင်းနဲ့ငွေကြေးစင်ပြေနေပြီးဒီလိုမျိုးရေဘူးရဆန်တဲ့စကားတွေကိုပဲပြောကြတယ်ဒါပေမဲ့ကျွန်တော်တို့တောင်းဆိုနေတဲ့ universe ကျွန်တော်တို့ညှို့ငင်မဲ့မတိစိတ်ဒီရေဘူးရဆန်လို့မရပါဘူး specific တိကျဖို့အတွက်လိုအပ်ပါတယ်အဲ့တော့ကျွန်တော်ကဒီနေ့ဒီဗီဒီယိုမှာကျွန်တော်နဲ့အတူတူဗီဒီယိုကြည့်နေတဲ့သူတွေသတ်မှတ်ကြရအောင်ကျွန်တော်တို့လတိုင်းငွေကြေးပမာဏတစ်ခုကိုသတ်မှတ်မယ်အဲ့ဒီပမာဏသာလစဉ်ဝင်နေပြီဆိုရင်ကိုဒီငွေကြေးလွတ်မြောက်မှုရတယ်လို့လည်းခံစားရတယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့အဆင်ပြေနေရလို့လည်းခံစားရတယ်လောဘကြီးပြီးတော့ပို့ပြီးတော့လည်းမတတ်မှတ်နဲ့ကိုအထင်သေးပြီးတော့နည်းနည်းလောက်လေးလည်းမတတ်မှတ်နဲ့ကိုအတွက်ပျော်ရွှင်စေမဲ့လုံလောက်စေမဲ့ကိုစုကျင်စောင်းကျင်နေဆိုလဲစုကျင်စောင်းကျင်လို့ရမယ်ပမာဏတစ်ခုကိုတတ်မှတ်လိုက်โอเคအဲ့တော့ဗီဒီယိုကြည့်နေတဲ့သူအနေနဲ့စာအုပ်ထဲမှာခြာရေးမယ်ကျွန်တော်ဘသူဒီကျမဘသူဒီတလောက်ဝင်ငွေတလောက်ရနေပါပြီစာအုပ်မရှိတဲ့သူတွေဘောပဲမရှိတဲ့သူတွေ comment မှာရေးမယ်နော်โอเคနော် comment မှာရေးခဲ့လို့ရတယ်ကျွန်တော်တို့ comment ကိုအကောင်းအသုံးချကြမယ်စာအုပ်မပါလဲကိစ္စမရှိโอเคကျွန်တော်ဘသူဒီကျမဘသူဒီတလောက်ဝင်ငွေတလောက်ရနေပါပြီကိုပျော်ရွှင်မဲ့ပမာဏတကူတတ်မှတ်နော်ယုံကြည်မှုပြည့်နဲ့တတ်မှတ်မယ်လောဘကြီးစရာလည်းမလိုဘူးကိုယ်အတွက်လွတ်လပ်တယ်ပေါ့ပါတဲ့အားဆိုင်စရာမလိုဘဲနဲ့ကိုလိုချင်တဲ့ပမာဏတကူကိုတတ်မှတ်လိုက်မယ်အဆင့်3အနေနဲ့ကျွန်တော်တို့ရဲ့မတိစိတ်ထဲမှာရှိနေတဲ့ယုံကြည်မှုတွေကို reprogram လုပ်ဖို့လိုတယ်ပြောင်းပြန်လှန်ပြစ်ဖို့လိုပါတယ်အဲ့တော့ကျွန်တော်အရှိမပြောခဲ့တဲ့အတိုင်းကျွန်တော်တို့တွေမှာငွေကြေးတွေက energy တွေ block ဖြစ်နေတယ်တနည်းအားဖြင့်ကျွန်တော်တို့ရဲ့မတိစိတ်ထဲမှာငငယ်တော့ကြားခဲ့ရတဲ့စကားတန်တွေအတိတ်မှာကြုံတွေ့ခဲ့ရတဲ့အရာတွေကြောင့်ကျွန်တော်တို့တွေဒီဘာဖြစ်လဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ငွေကြေးကိုပိတ်ဆို့စေရဲ့ယုံကြည်မှုတွေကမတိစိတ်ထဲမှာခိအောင်နေလေရှိတယ်ငွေကြေးရခက်ခဲတယ်ငွေကြေးရအဆင်ပြေမှာမဟုတ်ဘူးငွေကြေးရဘယ်လိုဖြစ်တယ်ဘယ်ညာဖြစ်တယ်ဆိုတော့ယုံကြည်မှုတွေကျွန်တော်တို့ရှိမှာရှိနေလေရှိတယ်အဲ့တော့ကျွန်တော်တို့အားလုံးအနေနဲ့ငွေကြေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရဲ့မတိစိတ်ကို program ပြန်လုပ်ဖို့အရေးကြီးပါတယ်အဲ့တော့ကျွန်တော်ကလွယ်ကူစေမဲ့စာကြောင်းလေးတစ်ကြောင်းကိုကျွန်တော်တင်ပေးမယ်အဲ့ဒီစာကြောင်းလေးကိုအခုအတူတူလိုက်ပြောမယ်တကယ်လို့နောက်နေ့တွေမှာကိုကပြောချင်တယ်ဆိုရင်မန်ရှိကိုကြည့်ပြီးတော့မှကျွန်တော်တို့သွားပြောပါမယ်ကျွန်တော်ရဲ့မတိစိတ်ကိုပြောင်းလဲဖို့အတွက်တရက်တည်းတညတည်းနဲ့ပြောင်းလဲလို့မရပါဘူးထက်ခါတလဲလဲကိုအတိတတိရေပေးနေရင်ပြောဆိုနေရင်းနဲ့မှကျွန်တော်တို့ရဲ့မတိစိတ်ကိုပြောင်းလဲလို့ရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပြောပါမယ်စာကြောင်းလေးတစ်ကြောင်းပဲလွယ်ကူတယ်ငွေကြေးဟာငါရဲ့ဘဝတွေကိုလွယ်လွင့်တကူအချိန်တိုင်းစီးဝင်နေတယ်ငွေကြေးဟာငါရဲ့ဘဝတွေကိုလွယ်လွင့်တကူအချိန်တိုင်းစီးဝင်နေတယ်နောက်ဆုံးတစ်ခေါက်ထပ်ပြောပေးမယ်နော်ငွေကြေးဟာငါရဲ့ဘဝတွေကိုအချိန်တိုင်းလွယ်လွင့်တကူစီးဝင်နေတယ် yes စာအုပ်ထဲမှာခြာရေးလိုက်မယ် comment ထဲမှာရေးလိုက်မယ်ပါဇက်ကလည်းလိုက်ပြီးတော့ပြောပါမယ်အဲ့တော့ဒီ affirmation လေးကိုတတိယတိုင်းဒါမှမဟုတ်မနဲ့ no တိုင်းမှန်ရှိရောက်ပြီဆိုတာ ਨੇ ငွေကြေးဟာငါရဲ့ဘဝတွေကိုအချိန်တိုင်းလွယ်လင့်တကူစီးဝင်နေတယ်တကယ်လို့ဗီဒီယိုကြည့်နေတဲ့သူတွေက affirmation တွေနားထောင်ခြင်းနဲ့ငွေကြေးနဲ့ပတ်သက်ပြီးတော့အမြန်ဆုံးမတိစိတ်ကိုပြောင်းလဲခြင်းတယ်ဆိုရင်ကျွန်တော်ဒီရဲ့ဗီဒီယိုရဲ့အရှိမလုပ်ပေးထားတဲ့ money affirmation ဗီဒီယိုလေးရှိတယ်ညတိုင်းမနက်တိုင်းသွားပြီးတော့မှနားထောင်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့အားလုံးမတိစိတ်ကိုတတိယတိုင်း reprogram ပြောင်းလဲနေဖို့လိုပါတယ်ကျွန်တော်တို့အားလုံးငယ်တည်းကလေ့လာခဲ့တဲ့အရာတွေကိုပြောင်းပြန်လှန်ပလိုက်ဖို့အရေးကြီးပါတယ်အဲ့တော့မှသာလေကျွန်တော်တို့ရဲ့မတိစိတ်ကရှင်းလင်းနေပြီးတော့မှကျွန်တော်တို့လိုချင်တဲ့ကျွန်တော်တို့တကယ် desire ဖြစ်တဲ့
ပမာဏတစ်ခုကို manifest လုပ်နိုင်မှာဖြစ်ပါတယ်အဆင့်၄အနေနဲ့ alive action ကိုနဲ့တသားတည်းကြတဲ့လှုပ်ဆောင်မှုတွေကိုလုပ်ဖို့အရေးကြီးပါတယ်ကျွန်တော်တို့ manifestation လုပ်တွေဆိုတာကကျွန်တော်တို့ထိုင်ပြီးတော့ဆူတောင်းတာအိပ်ပြီးတော့ဆူတောင်းတာဒါမှမဟုတ်ဒီတိုင်းယုံကြည်နေုံနဲ့မပြီးသွားပါဘူးကျွန်တော်တို့အားလုံးဒီ energy အရာပြင်ဆင်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ရဲ့လက်တွေ့ဘဝတွေကိုရောက်လာဖို့အတွက်လက်တွေ့လှုပ်ဆောင်မှုတွေလုပ်ဖို့အတွက်အရေးကြီးပါတယ်ကျွန်တော်ကိုယ်တိုင်ဆိုရင်အကျွေးတွေတင်နေတဲ့အချိန်တုန်းကကျွန်တော်ဒီ manifestation technique ကိုသုံးပြီးတော့လုပ်တဲ့အချိန်မှာကျွန်တော်ဒီနံပါတ်1အနေနဲ့ block တွေကိုရှင်းထုတ်တယ်နံပါတ်2အနေနဲ့ကျွန်တော် okay ငါတစ်လောက်ဝင်ငွေ300ချီလုပ်ချင်တယ်ကျွန်တော်300ချီကိုကျွန်တော် manifest လုပ်လိုက်တယ်ရနေပြီလို့ယုံကြည်လိုက်တယ်နံပါတ်3အနေနဲ့ကျွန်တော်ရဲ့မသိစိတ်ကို reprogram လုပ်တယ်ငွေကြေးခက်ခဲငွေကြေးကငါမအဆင်ပြေငါငွေကြေးကံမကောင်းတဲ့သူဖြစ်ဒီအရာတွေကိုအတက်နိုင်ဆိုကျွန်တော်ဒီရှင်းထုတ်တယ်အစစ်လေးအနေနဲ့ကျွန်တော်ကိုမေးတယ်ငါအခုလိုချင်တဲ့တစ်လောက်ဝင်ငွေ300ချီဖြစ်ဖို့ဒီနေ့ငါဘာလုပ်ရမလဲငါနဲ့တသားတည်းကြားတဲ့လှုပ်ဆောင်မှုတွေဒီဘာတွေလဲနေ့တိုင်းကျွန်တော်ကိုမေးတယ်ပြီးတော့အဲ့ဒီမေးလို့ရတဲ့အဖြေလှုပ်တဲ့လှုပ်ထိုက်တဲ့လှုပ်ဆောင်မှုတွေကိုကျွန်တော်တကယ်လုပ်ပါတယ်ကျွန်တော်တော့ဆိုရင်ကျွန်တော်တစ်လောက်ဝင်ငွေ300ချီဖြစ်ချင်တယ်ငါဘာလုပ်ရမလဲဇွန်တင်တန်းတွေဖွင့်မယ်ဗီဒီယို class တွေဖွင့်မယ်ခုလို content တွေပို့ရိုက်မယ်စကားတွေအများကြီးပို့ပြောပေးမယ်စာတွေပို့ရင်းမယ်စသည်အားဖြင့်နေ့တိုင်းပါကျွန်တော်ဒီလှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်တွေကိုလှုပ်ဆောင်သွားပါတယ်အဲ့တော့ကျွန်တော်တို့အားလုံးကအခုပြစ္ဆုတ်ပံတဲကနေပြီးတော့မကြခင်ရောက်လာတော့မယ့်အနာဂတ်မှာလဆင်ကိုလိုချင်တဲ့ပမာဏတစ်ခုရတဲ့ကိုဖြစ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ပြစ္ဆုတ်ပံကနေပြီးတော့မှဘာလုပ်ဖို့လိုလဲဆိုတော့အနာဂတ်ကကိုဂတိတည်နေဖို့လိုတယ်အနာဂတ်မှာကို300ချီဝင်နေတဲ့အချိန်ကိုလိုချင်တဲ့ပမာဏတစ်ခုရနေတဲ့ကိုလုံနေမဲ့လောက်ရက်တွေကိုပြစ္ဆုတ်ပံတက်မှာလုံနေဖို့လိုပါတယ်ဒါကြောင့်ဗီဒီယိုကြည့်နေတဲ့သူတွေအနေနဲ့ငွေကြေးနဲ့ပတ်သက်ပြီးတော့ကြောက်စရာလည်းမလိုတော့ဘူးစိုးရိမ်စရာလည်းမလိုတော့ဘူးရှောက်တွေးစရာလည်းမလိုတော့တခုပဲဒီဗီဒီယိုကြည့်ပြီးတဲ့အချိန်ကနေစပြီးနေ့တိုင်းလှုပ်တဲ့လှုပ်ထက်တဲ့လှုပ်ရက် action လေးတွေကိုလှုပ်ဆောင်ဖို့ပဲအရေးကြီးပါတယ်ဗီဒီယိုကြည့်နေတဲ့သူတွေcomment မှာဒါမှမဟုတ်စာအုပ်ထဲမှာချရေးမယ်အစစ်လေးအနေနဲ့ငါနဲ့တသားတည်းကြတဲ့ဘယ်လိုလှုပ်ဆောင်မှုတွေကိုဒီနေ့ကနေစတင်ပြီးတော့လှုပ်ဆောင်ရမလဲချရေးပါမယ်အစစ်5ဒီဂျေစုတရားယုံကြည်မှုနဲ့အတူနေ့စဉ်ဘဝမှာရှင်သန်နေထိုင်ခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကိုယ်တိုင်အကျွေးတင်နေတဲ့အချိန်300ချီရဖို့ manifest လုပ်တော့အဆင့်1 block တွေကိုရှင်းထုတ်တယ်အဆင့်2ကျွန်တော်ဒီ goal တွေကိုသတ်မှတ်တယ်အဆင့်3ကျွန်တော်ကမတိစိတ်ကိုကျွန်တော် reprogram ပြန်လုပ်တယ်အဆင့်4လှုပ်ဆောင်မှုတွေကိုလည်းကျွန်တော်လုပ်ပြီးသွားတယ်ဒါပေမဲ့ငွေရဝင်မလာဘူးဖြစ်မလာဘူးအဆင့်မပြေမလာဘူးအများစုလည်းအဲ့လိုဖြစ်မယ်နဲ့တူတယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့ manifestation တွေလည်းလုပ်တယ်လှုပ်ဆောင်မှုတွေလည်းလုပ်တယ်ဆရာရဲ့ရမလာဘူးဆိုတဲ့သူတွေပါမှာပဲကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီလိုဖြစ်ခဲ့ပူတယ်အဲ့တော့ကျွန်တော်အဲ့ဒီလိုဖြစ်လို့ပဲကျွန်တော်ဒီအဆင့်5ကိုကျွန်တော်လှုပ်ဆောင်ခဲ့တော့မှကျွန်တော်ရဲ့ဘဝတဲကိုဒီလဆင်300ချီဆိုတဲ့ပတ်စံကဝင်ရောက်လာတာဖြစ်ပါတယ်ကျွန်တော်တို့က manifest လုပ်ပြီးလှုပ်ဆောင်မှုတွေလုပ်ပြီးဆိုရင်ကျွန်တော်တို့ကဘာဖြစ်ချင်ကြလဲဆိုတော့ result လို့ခေါ်တဲ့ရလဒ်ကိုအချိန်အတိုအတွင်းအမြန်ဆုံးရချင်တယ်မရလာတဲ့အချိန်မှာရပါမလားရပါမလားအစိတ်ငေါဖြေပါမလားဆိုရယ်စိတ်တွေဖြစ်လာတဲ့အချိန်မှာရှေ့က scarcity belief လို့ခေါ်တဲ့အကြောက်တရားတွေကလမ်းမိုးသွားပြီးတော့ကျွန်တော်တို့ရဲ့စိတ်ထဲမှာ energy တွေ block ထပ်ဖြစ်သွားရောကြည့်ပါဦးနော် block လည်းရှင်းထုတ်တယ် manifest လည်းလုပ်ပြီးတဲ့အချိန်မှာကျွန်တော်တို့ကရပါဗလားဆိုရယ်စိတ်ဖြစ်လိုက်တဲ့အချိန်မှာ block တွေထပ်ဖြစ်ပြီးတော့မှကြန့်ကြာမှုတွေ delay တွေဖြစ်သွားစေပါတယ်အဲ့တော့ကျွန်တော်ကဒီနေ့ဒီချိန်မှာဘာလေးကိုသင်ပေးခြင်းလဲဆိုတော့ okay manifest လည်းလုပ်ပြီးလှုပ်ဆောင်မှုလည်းလုပ်ပြီးလွတ်ချလိုက်စိတ်ပူစရာမလိုတော့ဘူးမှန်ကန်တဲ့အချိန်မှာရောက်လာမယ်အဲ့တော့အမြန်ဆုံးရောက်လာဖို့အတွက်လှုပ်လို့ရတာ2ခုတည်းပဲအစစ်5ဖြစ်တဲ့ဂျေစုတင်မယ်အတိတ်ကငွေတွေကိုဂျေစုတင်မယ်ပြ
ပြစ္ဆုတ်ပံငွေတွေကိုကျေးဇူးတင်မယ်အနာဂတ်မှာကိုယ့်ရဲ့လဆင်တိုင်းကိုရနေမယ်ကိုလိုချင်တဲ့ပမာဏတစ်ခုကိုကြိုတင်ပြီးတော့မှကျေးဇူးတင်မယ်ပြီးတော့ဘာလုပ်မလဲ trust ယုံကြည်ထားမယ် 100% ကျွန်တော်တို့အကြောက်တရားဆိုတာလည်းရွေးချယ်မှုပဲစိုးရိမ်မှုဆိုတာလည်းရွေးချယ်မှုပဲယုံကြည်မှုဆိုတာလည်းရွေးချယ်မှုပဲအဲ့ဒီရွေးချယ်မှုတွေတဲကကျွန်တော်တို့တွေဒီယုံကြည်မှုကိုရွေးချယ်ကြမယ် trust ယုံကြည်ထားမယ်အဲ့တော့ဂျေစုတရားနဲ့ယုံကြည်မှုတည်ဆောက်ခြင်းတည်ကျွန်တော်တို့ရဲ့ manifestation လုပ်တဲ့ process ကို2ဆ3ဆ4ဆဖြစ်ဖို့အတွက်မြန်လာစေတဲ့ process မြန်လာစေတဲ့အလေးအကျင့်ဖြစ်ပါတယ်ကျွန်တော်ပြောတာကိုမယုံပါနဲ့လက်တွေ့မှာလှုပ်ဆောင်ကြည့်ပါငွေကြေးမှမဟုတ်ဘူးကျွန်တော်တို့ဘဝကိုပိုကောင်းခြင်းနဲ့ပိုကောင်းတဲ့ relationship တွေရခြင်းနဲ့ဆိုရင် manifest လုပ်တယ်လှုပ်ဆောင်တဲ့နာရီလှုပ်ဆောင်ပြီးဂျေစုတရားနဲ့ယုံကြည်မှုကိုတည်ဆောက်ကြည့်ပါလို့ကျွန်တော်ကပြောချင်ပါတယ်အဲ့တော့ဂျေစုတရားနဲ့ယုံကြည်မှုတည်ဆောက်ခြင်းတဲ့သူတွေဂျေစုတရားကိုနက်နက်ရှိုင်းလေ့ကျင့်ခြင်းတဲ့သူတွေဆိုရင်လည်းကျွန်တော်ရှိမှာ Be the Magic in 28 days ဆိုတဲ့သင်တန်းလေးရှိတယ်ဒီသင်တန်းလေးကကျွန်တော်ရဲ့ဘဝကိုတစ်စစ်ချိုးပြောင်းလဲသွားစေခဲ့တယ်ပေါ့နော်အဲ့ဒီသင်တန်းလေးမှာဆိုရင်လူတွေအကြောင်းကိုလည်းကျွန်တော်တို့ဂျေစုတင်တတ်ဖို့တင်ပေးတယ်ငွေကြေးဘဝရဲ့အခန်းကဏ္ဍတိုင်းပါတယ်အဲ့တော့ကျွန်တော်တို့အားလုံးဒီနောက်ဆုံးအဆင့်အနေနဲ့ gratitude ဂျေစုတင်တတ်ဖို့အတွက်လိုအပ်ပါတယ်အတိတ်ပြစ္ဆုတ်ပံအနာဂတ်၃ခုလုံးဂျေစုတင်မယ်ပြီးတော့ယုံကြည်ထားဖို့အတွက်လိုအပ်ပါတယ်ဝါဒါဆိုရင်ကျွန်တော်တို့အဆင့်5ဆင့်လုံးကျွန်တော်တို့အတူတကွလုပ်ပြီးသွားပြီ see ကျွန်တော်နဲ့အတူတူလိုက်လုပ်လိုက်တာကြည့်ပါဦးငွေချင်း manifest လုပ်တာ5ဆင့်လုံးပြီးသွားပါပြီကျွန်တော်တို့ blog တွေကိုရှာတယ်ကျွန်တော်တို့ target တစ်ခုကိုသတ်မှတ်တယ်ကျွန်တော်တို့ရဲ့ မသိစိတ်ကို reprogram ပြန်လုပ်တယ်ကျွန်တော်တို့နဲ့တသားလေးကြတဲ့လှုပ်ဆောင်မှုတွေကိုလှုပ်ဆောင်ဖို့ကျွန်တော်တို့ရှာဖွေတယ်နောက်ဆုံးအဆင့်5အနေနဲ့ဂျေစုတရားနဲ့ယုံကြည်မှုကိုတည်ဆောက်ပြီးသွားပါပြီအဲ့တော့ယုံကြည်ထားပါဒီထေရသူတွေဒီငွေကြေးအဖြစ်ကိုလိုချင်တဲ့ပမာဏတစ်ခုငွေကြေးလွတ်မြောက်မှုရရှိတဲ့သူတွေဖြစ်သွားပါပြီလို့ပြောချင်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ကိုဟာတစ်ဆင့်ချင်းစီကိုထပ်ပြီးတော့မှတိတိကျကျထပ်သိကျင်နေဆိုရင်နောက်တစ်ခေါက်ထပ်ပြီးတော့မှနားထောင်ပါလို့ကျွန်တော်ကပြောချင်ပါတယ်ဒါနဲ့စကားမဆက်အခုအချိန်မှာငွေကြေးအဆင်မပြေဘူးကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြိုက်တယ်ငွေကြေးကိုဒီထက်ပိုပြီးတော့ကျွန်တော်နဲ့အတူတူ blog တွေကိုတိတိကျကျရှာဖွေခြင်းနဲ့ဘယ်လိုကျေးဇူးတင်ရမှာလဲဘယ်လိုမျိုး goal တွေကိုသတ်မှတ်ရမှာလဲဘယ်လိုလှုပ်ဆောင်မှုတွေကိုလှုပ်ဆောင်ရမှာလဲဆိုပြီးတော့တိတိကျကျသိခြင်းနဲ့ကျွန်တော်နဲ့အတူတူ deeper layer အထိအလုပ်လုပ်ခြင်းနဲ့ဆိုရင်ကျွန်တော်ရှိမှာ money manifestation ဆိုတဲ့သင်တန်းလေးရှိပါတယ်စိတ်ဝင်စားရဆိုရင်ကျွန်တော် description မှာပေးထားတဲ့ link လေးကနေတစ်ဆင့်လာရောက်ပြီးတော့မှမင်းမြတ်စုံစမ်းလို့ရပါတယ်ကျွန်တော်ရှိမှာလဆင်တိုင်းကျွန်တော်တို့ဖွင့်နေတဲ့ zone သင်တန်းတွေအမြဲတမ်းရောင်းပေးနေတဲ့ video class တွေအပြင်ကျွန်တော်နဲ့အတူတူ one on one ဆွေးနွေးလို့ရတဲ့ program တွေရှိပါတယ်ကျွန်တော်အနေနဲ့ဒီအလုပ်ကိုလုပ်လာတာ၄နှစ်ရှိသွားပြီးတော့မှစာအုပ်တွေထုတ်တယ်ပြီးတော့လူပေါင်းတောင်းချီရဲ့ဘဝကိုလည်းပြောင်းလဲပေးနိုင်ခဲ့ပါတယ်ကျွန်တော်နဲ့အတူတူဘဝပြောင်းလဲခြင်းနဲ့ဆိုရင်ကျွန်တော်ကအမြဲတမ်းအချိန်တိုင်းအသင့်ရှိနေပါတယ်လို့ပြောချင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ energy fee တဲ့ community ရဲ့ဝင်ခြင်းနဲ့ဆိုလဲကျွန်တော်ကအချိန်တိုင်း welcome လုပ်ပါတယ်ကြိုဆိုပါတယ်လို့ပြောရင်းနဲ့ဒီနေ့ငွေကြေးနဲ့ပတ်သက်ပြီးတော့ manifest လုပ်တဲ့ဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးခဲ့ပါ like and share လုပ်ပေးခဲ့ဖို့လည်းမမေ့ပါနဲ့လို့ပြောချင်ပါတယ်ကျွန်တော်က bye that's for you ဖြစ်ပါတယ်အားလုံးပဲ bye bye